အားလုံးပဲမင်္ဂလာပါဒီနေ့တော့ React Native နဲ့ Mobile Screen တွေရေးတဲ့အခါ Flex ပေါင်းနဲ့ layout ချပုံကိုပြောပြမှာဖြစ်ပါတယ် Mobile device တွေဟာတစ်ခုနဲ့တစ်ခု Screen size မတူတာဖြစ်တဲ့အတွက် layout UI ရဲ့ width နဲ့ height တွေကိုအသေးပေးထားလို့မရပါဘူးအတတ်နိုင်ဆုံး Mobile Screen တွေမှာ UI responsive ဖြစ်အောင်ဆိုရင်Flex ပေါင်းသုံးပြီးထိန်းရေးလို့ရပါတယ်ဒီတော့ဒီနေ့ကျွန်တော်ပြမယ်နမူနာကတော့ဒီ view တွေကိုကျွန်တော်တို့က mobile Flex ပေါင်းနဲ့ထိန်းပြီးတော့ဘယ်လို responsive layout ဖြစ်အောင်ချလဲဆိုတာပြမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ဒါရေးထားတဲ့ style ကိုကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဟုတ်ကဲ့ test style နဲ့ကျွန်တော်ဖြတ်ထားလိုက်ပါမယ်ST1 this time FA Flex 1ထင်တာမိလားရှိအောင်ကျွန်တော်ဒါလေးကိုကျွန်တော်ကာလာ background ကာလာလေးပြလိုက်ပါမယ် basic background colorစီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ထိမှာပေါ့နော် corporate down ဆိုတော့ဒီမှာစာလေးပေါ်နေတွေ့မယ် background color တော့ကျွန်တော်ဒီတက်ပို့ပြီးတော့ထင်ထားမိတာရှိအောင် blue လို့ပေးလိုက်မယ်ဗျာblue ဖြစ်သွားပြီပေါ့နော်ဒီမှာဒီနေရာမှာ plus 1ပေးတယ်ဆိုတာ plus 1ဆိုတာပါလဲဆိုတော့တွေ့ရပေါ့နော်ဒီ screen မှာနေရာရှိသလောက်ကိုယူသွားမယ်ဆိုတာအဓိပ္ပာယ်ပေါ့နော်ဒါကြောင့်နေရာရှိလောက်ယူသွားမယ် flat 1ဆိုတော့တို့ဒီနေရာမှာတခြားဘာမှမပါတာဖြစ်တဲ့အတွက်ဒီနေရာမှာသူ့ပဲအလွတ်တွေအများရှိရပေါ့နော်အဲ့တော့အလွတ်တစ်ခုလုံးကိုသူယူထားလိုက်တယ်ဒါလို့ကျွန်တော်စာလေးကိုလည်းကာလာလေးနဲ့ပြထားလိုက်မှာဗျာ so color color okay ပါအဲ့တော့ကျွန်တော်ဒါဘယ်လိုလုပ်မလဲဆိုရင်ဒါအခုပေါ့နော်ဒီကျွန်တော်ဒီက text လေးအောက်ချလိုက်မယ် okay ဒီတစ်ခုလုံးကကျွန်တော်ဒီတစ်ခုလုံးကျွန်တော် flat 1လေးလိုက်ပြီးဒီထဲမှာကျွန်တော်ပါထားမလဲဆိုတော့ဒီထဲမှာကျွန်တော်တို့က header လေးထားမယ်ပေါ့နော်ဒီထဲမှာ header လေးရှိမယ်နောက်လည်းမှာ content ထားမယ်အောက်ဆုံးမှာ footer လေးထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုရေးမလဲဆိုရင်အမှဒီဒါဘယ်လိုခေါ်မလဲဆိုတော့ဘယ်လိုလဲ main container ပေါ့နော်ဒီ container ပေါ့ဒီ container ထဲမှာကျွန်တော်တို့ကအခန်းလေး၃ခန်းပါမှာဗျာပထမပါမလဲဆိုရင် header အတွက်ထားမှာဗျာ header အတွက်ပါမယ်အဲ့တော့ header ကိုကျွန်တော် view လို့ကျွန်တော်ရေးလိုက်မယ် view ထဲမှာ test ပေါ့နော်ဒီမှာကျွန်တော်ပါပေးလိုက်မယ်ဆိုရင်ဒါ header လို့ပေးမယ်ဒီ header ဒီ view ကိုလည်းကျွန်တော်ပါလို့ဒါ chain လေးပေါ့နော် chain plus 1လို့ပေးမယ်သူကြတော့ background color ကိုyes ထားလိုက်မယ်ဒါဆေးမယ်အဲ့ဒါဖြစ်သွားပြီဗျာခုနကျွန်တော်ထားခဲ့တဲ့မှာ main ရမှာနော်ဒီကောင်တော့ဒါပါလဲ parent container ပေါ့နော် parent container ဖြစ်သွားလဲဆို parent container အောက်ရောက်သွားတယ်ဗျာဒီကောင် plus 1ကသူ့ရဲ့နေရာရှိတော့ယူမယ်ဆိုယူတဲ့ဖတ်တော့အပြည့်အထိတ်ကနေဒီအပြည့်ပါသွားတယ်ပြီးလို့ရှိရင်ဒီ main container ရဲ့အပေါ်တက်သွားပါနော် main container ရဲ့အပေါ်မှာတော့ရောက်သွားတာပေါ့နော်အောက်မှာတော့သူ့ရဲ့ပါလဲ parent container ရှိနေသေးတယ်ထားတော့ဒီနေ့နောက်တစ်ခုကျွန်တော်တို့မှာ content တစ်ခုလိုတယ်ဆိုတော့ဒီ main content ကိုလည်းနောက်တစ်ခုထပ်ရေးလိုက်မယ်ဗျာဒါကျွန်တော်လည်းချပြီးမယ်ကြည်ရမြင်လွယ်အောင်ပေါ့နော်ချပြီးလိုက်မယ် okay ဒါလို့ကျွန်တော်ဖြတ်ထားလိုက်မယ်ပိုရှင်းသွားလို့ဒီကောင်က main container ကိုလည်းကျွန်တော် plus 1ပြီးတယ် plus 1ပြီးတာဖြစ်တဲ့အတွက်သူကနေရာရှိတော့ယူသွားတယ်အဲ့ main container ထဲမှာကျွန်တော်ပါထားတယ်ဆိုရှင် header အတွက်ဆိုပြီးတော့ကျွန်တော်တို့ container တစ်ခုထားလိုက်တယ်ဒါ chain container ဖြစ်သွားပါတော့အဲ့ထက်က parent container ပေါ့နော်ဒါတော့ chain container ကိုလည်းကျွန်တော်တို့ပါထားလိုက်လဲဆိုရင် plus 1ထားလိုက်တယ်သူလည်းပဲနေရာရှိတော့ယူတော့မှာဖြစ်တဲ့အတွက်ဒီထိတ်ကနေဒီထိတ်ဒီယူနေရာယူသွားတယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော် white ထားတာဖြစ်တဲ့အတွက်မရမ်းမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်အဲ့ဒါလေးပြန်ပြီးတော့နည်းနည်းရေးလို့ထားလိုက်ပါနော် okay ရေးလို့ထားလိုက်မယ်ဆိုရင်တိတ်တင်ရှားတယ်ဗျ
blue ပဲထားလိုက်ပါဗျာ okay ထင်ရှားရည်ဒီမှာနော် blue header လို့ဖြစ်သွားပြီအဲ့တော့နောက်တစ်ခုကျွန်တော်တို့ဒီမှာနောက်ထပ် chain container တခုထပ်ထားမယ်ဗျာဒါလေး copy ကူးလိုက်မယ် copy ကူးလိုက်မယ်ပြီးလို့ရှိရင်ကတ်ထုတ်ထားလိုက်ပါနော်ဒါလို့ကျွန်တော်ထင်ရှား I rec လို့ပြလိုက်မယ်ဒါတော့ white ပဲထားလိုက်မယ်ဗျာ red ဆိုတော့ရှင်းချီကတ်ထားဆိုရင်ရောဘယ်လိုဖြစ်သွားလဲကျွန်တော်ထပ်ကြည့်မယ်ဒီမှာ header ကြတော့ဒါတော့ content မနော် okay ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီမှာဒါ chain နှစ်ခုထပ်ထည့်တဲ့အခါမှာ +1 သူတို့လည်း +1 လို့ပေးထားတယ် +1 ဆိုတော့နေရာရှိသလားမလို့နေရာတစ်ခုစီပေါ့နော်နေရာ +1 နေရာတစ်ခုစီယူမယ်ရှိသလားယူမယ်ဆိုပထမကဒီ chain ဒီ parent နဲ့မှာကျွန်တော်ဒီတစ်ခုတည်းရှိတဲ့အချိန်မှာတော့header ဒီထိတ်ကနေအားကိုယူသွားတယ်အဲ့မှာနောက်တစ်ခု +1 ဆိုပြီးထပ်ရောက်လာတဲ့ခါကျတော့သူအညီမျှယူသွားတယ်ပေါ့နော်ခုနဒီ main ရဲ့ parent container မှာသူအညီမျှအထက်ကလည်းရှိတော့သူတစ်ထည့်ရောက်ဆိုပြီးညီမျှယူသွားတယ်ပေါ့နော်တယောက်တစ်ခါနဲ့ယူသွားတယ်နောက်တစ်ခါကျထပ်ပြီးနောက်တစ်ခုထပ်ထည့်မယ်နောက်တစ်ခုထပ်ထည့်မယ်ဆိုတော့နောက်တစ်ခါပါထည့်မလဲဆိုရင် footer တော့ကျွန်တော်ထည့်မယ်ဗျာfooter တော့ကျွန်တော်ထည့်မယ်သူတို့ကျွန်တော်ပါပြလိုက်မယ်ဆို green လို့ပြလိုက်မယ်နော်ခွင်းလို့ပြတဲ့အခါကျတော့သူက3ခန်းဖြစ်သွားပြီ header တော့ကဒီမှာတစ်ခန်းနောက်ကခုနတော့ကဒီမှာလည်းမှာတစ်ခန်းနောက်တစ်ခါ green တော့ကြာဒီမှာတစ်ခန်းဆိုပြီးတော့3ခန်းဖြစ်သွားပြီပထမဘယ်လိုမျိုးနေရာကိုအညီမျှယူသွားလဲဆိုရင်ဒီ parent container တွေကနေအညီမျှယူသွားတာဖြစ်တယ်ပေါ့နော်အညီမျှယူ3ပါးမှယူသွားပါတော့နောက်တစ်ခုကကျွန်တော်ဒီနေရာမှာပြ header ကိုကျွန်တော်တို့ကကိုနန့်နဲ့ပုံများဖြစ်တဲ့အတွက် header ကိုနည်းနည်းပဲယူမယ်ကိုနန့်ပုံများမယ်ဆိုရင်ကိုနန့်မှာရှိတဲ့ flag ကိုကျွန်တော်တို့ကတန်ဖိုးတူပြီးဖို့လိုတယ်တန်ဖိုးတူပြီးဖို့လိုတယ်တန်ဖိုးနှစ်လို့ထားလိုက်မယ် plus 2တော့ကျွန်တော်ထားလိုက်မယ် plus 2ဆိုရင်သူကယူသွားတယ်နှစ်နေရာစားသူကယူသွားပြီပေါ့နော်နှစ်နေရာစားယူသွားပြီအောက်က green အဲ့တပူထိုက်ခြင်းဆိုချင်းရသေးတယ်နော်ထိုက်ခြင်းမဆိုချင်း from 3လောက်ကျွန်တော်ထားလိုက်မယ်ဆိုရှင်လည်းဒီမှာ3နေရာစာယူသွားပါတော့3နေရာစာသူတို့ယူသွားပါတော့အဲ့လိုမျိုးဆိုမထားဘဲနဲ့ကျွန်တော်တို့ခုနကဒီဘက်မှာကျွန်တော်ဒီနေရာမှာ plan 1စာ plan 1ကကျွန်တော် width height တွေအသေးပေးမယ်ဆိုရင်ရောမရနိုင်ဘူးလားပေါ့နော်ကျွန်တော်ထပ်ထားကြည့်မယ် sorry တရား height ထားပါရအဲ့လိုမရဘူးရတယ်ပေါ့နော် width ရဲ့ height ထားမှသူတို့ဖြစ်သွားတယ်ပေါ့နော် width ကို percent နဲ့ထားမှဆိုလို့ရှိရင်လည်းရတာပေါ့နော်ထားပါတော့ percent နဲ့ကျွန်တော်ထားလိုက်မယ်အပြည့်ယူလိုက်မယ်ဆိုတော့ okay ဒါ width ရဲ့ height ရပါတော့အဲ့လိုထားလို့ရှိရင်အသေးလိုမျိုးအသေးပေးလို့မရလားရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ screen ရဲ့ size ကမတူတဲ့အခါကျရင်ဒီလို width ရဲ့ height တွေအသေးပေးတဲ့အခါကျရင်ဒီလို width height တွေဆိုခုနကတော့အသေးပေးတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ဗျာscreen ပေးတဲ့အခါကျရင် size ကတစ်မျိုးကြီးတဲ့အခါကျရင် size ကတစ်မျိုးဖြစ်သွားပါတော့အဲ့ကျွန်တော်ဒီလို plan နဲ့ပဲထား plan နဲ့ပဲကျွန်တော်ထိန်းကြတာပေါ့နော်အများကြီးယူရင် plan နဲ့ပဲထိန်းတယ်ကျွန်တော်ပြန်ဖြစ်လိုက်မယ်ဒီနားမှာကိုကြက်လို့ရေးလို့ရပါတော့ကိုကြက်ဒီမှာ pro header မှာကျွန်တော်ကြက်လို့ကိုတွားလို့ရတယ်ကျွန်တော်တွားပြမယ်သူ view တစ်ခုထပ်ရေးမယ်ဗျာ view okay နောက်တစ်ခုထပ်ထည့်မယ် header မှာ TNT title လို့ကျွန်တော်ထားမယ်ဒီ view ကျွန်တော် style နဲ့ပေးမယ်direction ကိုကျွန်တော်ပြလိုက်မယ် direction ကိုဒီ header တမိုးတွေအများကြီးမလို့ကျွန်တော်ဒီနန်းသူဒီ header မှာကျွန်တော်ပါလဲ
နေရာအများကြီးမယူချင်ဆိုရင်ဒီနေ့မှာတန်ဖိုးလေးလည်းပြောင်းပြလို့ရတယ်ပေါ့နော်အဲ့ဒါ1 over နဲ့ head and 0 point ပဲထားမှဆိုရင်ရောထားကြည့်မယ်နေရာထိုက်ပြပါဖြစ်သွားပါတော့နေရာကြီးသွားတယ်အဲ့တော့ဒါဒီကမပါဘဲနဲ့ flag ကိုကျွန်တော်ဖြုတ်ထားမယ်ဆိုရင်ရောဘယ်လိုဖြစ်သွားလဲကြည့်လိုက်မယ်အဲ့ဒါဆိုတော့တိုက်တဲ့တိုင်းမှာယူသွားပါတော့တိုက်တဲ့တိုင်းမှာဒီမှာယူသွားတယ်ဒီမှာ width height ကိုဒီမှာအတေးထားမယ်ဆိုလို့ရှိရင်ဒီမှာတော့ရတယ်ပေါ့နော်width height ကိုပါလဲရှင်းနေကစားပြီးမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါ width height okay တကုတ်နဲ့မှသူကဒီအထက်ကမရှိတော့တဲ့အတွက်အထက်ကဒီနဲ့မှာ flat မရှိတော့တဲ့အတွက်သူကလည်းပါလဲကျွန်တော်ဒီမှာ view တန်းလို့ပြထားသူနေရာလူသလားပဲပေါ့နော် text လေးနှစ်ချောင်းမှရှိရဆိုတော့တက်လေးနှစ်ချောင်းရှိတာပဲအတွက်ယူသွားတာဖြစ်တယ်အဲ့တော့သူ့နေရာမှာနေရာတွေအများကြီးပို့ရတယ်ပို့တဲ့နေရာပဲကောင်းယူသွားလဲဆိုလို့ရှိရင်ဒီကောင် content ကနေနေရာပို့ယူသွားပါတော့3နေရာပို့ယူသွားတယ်အဲ့တော့ဒီ view တွေမှာဒီမှာ view အောက်မှာလည်းပဲ plan 1ကိုကျွန်တော်ဖြောက်ကြည့်လိုက်မယ်ဆိုရင်နေရာပါယူသွားလဲကြည့်အောင်ဟောအများကြီးယူသွားပါတော့ဒီမှာနေရာကျန်တဲ့နေရာမှာလည်းများ content လေးပဲယူသွားပါတော့အဲ့ကိုနောက်တတိယကြော်ဒီမှာ1လို့ပဲထားလိုက်မယ်ဆိုရင်ဘာဖြစ်သွားလဲအတူတူပဲဘာသာအများကြီးမလို့ဘာကြောင့်လဲဆိုတော့ဒီအောက်နေရာမှာသူ flat တွေမရှိတော့တဲ့အတွက် flat ပေါက်တွေ flat တွေမရှိတော့တဲ့အတွက်အလဲကိုနဲ့အနေနဲ့အများကြီးယူသွားပါတော့အဲ့တော့ကျွန်တော်ဒီနေ့မှာကျွန်တော်လိုချင်လို့ရေးလို့ရပါတော့ဒီတော့ကျွန်တော် high လေးနဲ့ပြလိုက်မယ်ဗျာတရားမစဲတော့ကျွန်တော်ပြလိုက်မယ်တရားပဲထားပါတော့တရားဆိုရင်တရားယူသွားပါတော့တရားယူသွားတယ်ဒါဆိုရင်တက်က header ကိုကျွန်တော် height ကို100လောက်ပြလိုက်မယ်တရားဆိုတရားယူသွားပါတော့ဒါကျွန်တော်ဒါအသေးပေးတာအသေးပေးကြည့်တရားယူသွားပါတော့ဒီနောက် height 100ဆိုတဲ့နေရာမှာကျွန်တော်တို့တခြား sequence မျိုးမှာ site တွေ height 100အတိုင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့height 100ကို responsive ဖြစ်နေဆိုလို့ရှိရင်တော့တခြားကျွန်တော်တို့ extension တွေနဲ့တုံးရမှာပေါ့နော်ဒါပေမဲ့အဓိက sequence 4ရောက်ချလိုက်ခါကြာရင်တော့ကျွန်တော်တို့ဒီတိုင်းပဲ flat နဲ့ပဲနေရာချမှာဖြစ်တယ် flat နဲ့မချဘဲဒီနေရာမှာကျွန်တော်တို့ဒီ views line နဲ့မှာ width တွေwidth တွေ height တွေနဲ့အသေးပြီးတော့ချခဲ့မယ်ဒီမှာလည်းcontent မှာလည်း width height တွေနဲ့ဒီမှာ flat 1ပေးပဲနဲ့အသေးပေးခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က drone down က responsive တိတ်မဖြစ်တော့ဘူးနော်ဖုန်းတွေပြောင်းသွားတဲ့ခါကျရင် device တွေပြောင်းသွားတဲ့ခါကျရင်အဲ့ဒီနေရာမှာသူကwidth height တွေကဒါမှအသေးပေးတာဖြစ်တဲ့အတွက်သူက second size မတူတဲ့ခါကျတော့ကမဖြစ်ကုန်တာပေါ့နော်အဲ့ကျွန်တော်ဘယ်လိုတောင်းလဲဆိုလို့ရှိရင်ဒီ main container ဗျ main container ကိုကျွန်တော် flat 1တော့ပေးရတယ် flat 1ပေးမှအဲ့အထက်က content တွေပေါ့နော်အထက်ကသူ့ chain container လေးတွေကိုကျွန်တော်လိုပေးတာပေါ့နော်လိုပဲ flat နဲ့ကစားပြီးတော့ပေးတာပေါ့နော်ဟိုမှာဒီနေ့မှာ content မှာ flat 1ပေးထားဆိုရင် content နဲ့မှာတခြား UN တွေအများကြီးလာမှာဆိုလို့ရှိရင်လည်း UN တွေရှိလောက်ကိုသူကစားပြီးတော့ရင်းရယူသွားမှာဖြစ်တယ်အောက်က footer ရပါရှိဆိုလို့ရှိရင်လည်းကျွန်တော် footer လိုသလားပေါ့နော် footer ဆိုလည်း footer လိုသလား site အထက် header ရှိလို့ရှိရင် header လိုတော့ site ကိုသူညှိပြီးတော့ယူသွားမှာပေါ့နော် header ဥမာပြဒီမှာ header 100ယူထားရဆိုရင် header 100လွယ်အဲ့တူယူထားတဲ့နေရာလို့ကျန်တဲ့ဟာအကုန်လုံးကိုနန်းကယူသွားပြီးပါပေါ့နော်။ဘာကြောင့်ဆိုတော့သူရဲ့ content တို့သူကကျွန်တော်တို့ကဘာတတ်မှတ်ထားလဲဆို plan 1လို့တတ်မှတ်ထားတာကို plan 1ရဲ့အဓိပ္ပာယ်အတွက်နေရာရှိတော့ယူမယ် width ကိုလည်းရှိတော့ယူမယ် height ကိုလည်းရှိတော့ယူမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အောက်က photo လည်းပဲလို့ပဲ photo ကိုကျွန်တော်ဒီမှာ height 100ပြီးတာဖြစ်တဲ့အတွက် height ကို100လောက်ပဲတူယူမယ်။ကျန်တဲ့အကုန်လုံး upgrade ယူသွားမှာဆိုတော့ကိုလန့်ယူသွားမှာပေါ့နော်။အဲ့တော့ကျွန်တော်ခုနကတော့ဘာအားသာချက်ရှိတော့လဲဆိုလို့ရှိရင်ကိုလန့်မှာကျွန်တော်တို့နေရာပါလဲကိုလိုသလောက်UN နဲ့ထပ်ထည့်မယ်ဆိုလဲအလုံးဝအဆင်ပြေသွားတယ်။တို့ဒီနေ့ plan 1ပေးမယ်ကျွန်တော်တို့ကဒီနေ့မှာ height လေးပဲကျွန်တော်ပေးထားခဲ့မယ်ဆိုရင် height ကိုကျွန်တော်တို့900 300လောက်ပေးကြည့်မယ်ဗျာ။ height ကိုကျွန်တော်တို့ content မှာ height ကို300လောက်ပေးကြည့်မယ်ဆိုရင်ဘယ်လိုဖြစ်သွားလဲတွေ့လား height ကို300ကျွန်တော်ပေးတဲ့အခါကျရင်ဘယ်လိုဖြစ်သွားလဲဆိုတော့နေရာတွေအများကြီးအောက်မှာအများကြီးပို့အောက်ကပါလဲmain parent container ပေါ်လာပြီ parent container ရဲ့အကုန်လုံးကျန်နေခဲ့တာပေါ့နော်အကုန်လုံးပေါ်ထွက်လာပါတော့အဲ့လိုကျတော့တကယ် synchronous ဆွဲတဲ့အခါကျရင် layer ဆွဲတဲ့အဆင်မပြေနေဘူးအဆင်မပြေနေတော့ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ဒီအထက် chain တွေကိုလည်းကျွန်တော်တို့ကလိုသလိုplan ထိမှအဆင်ပြေတာပေါ့နော်အဲ့ခုနက main height content ကိုကျွန်တော်တို့ height ကို300မထားဘဲနဲ့ကျွန်တော် flat 1ပဲပြန်ထားလိုက်မယ် flat 1ပဲပြန်ထားလိုက်မယ်ဆိုရင်ဒါဆိုရင်သူလိုသလိုယူသွားပါတော့အဲ့ဒါကျွန်တော်ဘယ်လိုသွားရမလဲဆိုရင်ကျွန်တော်က
၄ယောက်ချတဲ့အခါမှာပထမဆုံး၄ယောက်ကိုကျွန်တော်ဒီဖလန်1တော့ပါပြအောင်ကျွန်တော်အရင်ပေးတယ်ဖလန်ပေးပြီးတော့အထက်ကချိုင်းနေပေါ့ချိုင်းကွန်တိန်နာတွေပေါ့နော်ချိုင်းကွန်တိန်နာကျွန်တော်ကြည့်တယ်ကြည့်ပြီးလို့ရှိရင်ဘယ်ဟာပို့ပြီးတော့ဗာလဲနေရာဘလို့ကစားပဲကောင်းပို့နေရာကစားရမလဲဆိုတော့ကြည့်ရမှာနော်အဲ့ဒီမှာဒီ content နေရာကစားမယ်ဆိုရင်ကိုတိုင်းရဲ့ကျွန်တော်တို့ကသူ့ကိုကျွန်တော်ဘလို့တတ်မှတ်လဲဆိုရင် height ကို +1 လို့တတ်မှတ်လိုက်တယ်အဲ့တော့သူကနေရာလိုတော့သူယူသွားဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဒီဗာလဲ UN ကို relative မှာ UN ကိုကျွန်တော်တို့ +1 နဲ့အဲ့လိုပဲတတ်မှတ်ပါတယ်အဲ့လိုမတတ်မှတ်ပဲနဲ့တခြားခုနပြောလို့ပဲကျွန်တော်ရှင်းမှာစမ်းသပ်ပြသလိုပဲ height တွေအသေးပြီးတဲ့အခါကျရင်အဲ့လိုမျိုး UN နဲ့ရွေးရတယ်ပဲဖြစ်နိုင်တယ်၄ယောက်ဒီမှန်တာတွေပဲဖြစ်နိုင်တယ်ပေါ့နော်ဟောဒါကတော့သတိထားစရာလေးပါတခြားပြကျွန်တော်ကိုဒီ height တရားလိုမျိုးတွေအတေးပေးရမယ်ကိုနဲ့ UN လေးနဲ့ရှိနိုင်တယ်ဗျာကိုတင်နာလေးရှိနိုင်တယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဟိုဒီ plan နဲ့ပဲထိလို့မလုံးတော့ဘူးဆိုလို့ကျွန်တော် extension ပဲပေါ့နော်တခြားအဲ့လိုမျိုးအဲ့ပါလဲresponsive screen library ပါရှိရမှာเนาะ Renative မှာအဲ့ဒါလေးယူပြီးကျွန်တော်သုံးရပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟို tablet မှာတစ် site tablet မှာဆိုရင်ဘယ် site လို့ယူမယ်screen 5ဆို200အောက်ဆိုရင်ဘယ် site 900ထက်ဆိုရင်ဘယ် site အဲ့လိုပုံစံမျိုးပေါ့เนาะယူသွားလို့ရတယ်ဒါကတော့ကျွန်တော်တို့အကြံပြပေါ့เนาะ4 screen Renative မှာ screen တစ်ခုကိုခြားတဲ့အခါကျရင်ဟို screen တော့မရွေးအောင်ဘယ်လိုမျိုးခြားရဲဆိုတော့ကျွန်တော်ပြောပြတာပါအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာထပ်တွေ့ပါမယ်